အားလုံးမင်္ဂလာပါဆိုင်းမဲ့ဖူးဘလော့ကနေကြိုဆိုပါရစေဒီနေ့ဆိုင်းမိုင်ကတော့ပွဲစည်းကနေဝင်လာတဲ့တရက်တီးကိုစာပြမှာဖြစ်ပါတယ်ဒီတရက်တီးကပုံမှန်စားနေကြပါတော့ဒီတရက်တီးအစိမ်းကိုတုပ်ပြီးရောင်းတာမဟုတ်ဘဲနဲ့သူကတရက်တီးကိုစားနေအရင်ဟို3-4ရက်စိန်တယ်ပြီးလို့ရှိရင်အဲ့ဒီဟာကိုတခါပြီးတော့ပြင်တုပ်ပြီးတော့ရောင်းတာပေါ့နော်စားခင်မှာအားလုံးစားကြပါဦးโอเคစားမယ်နော်စားကြပါဦးမိုက်တယ်သူကတော်တော်စားခေါ်တယ်သူကအပြင်မှာကြည့်လို့ရှိရင်သူကဟိုနည်းနည်းပျော့လေးလိုပုံစံဖြစ်တယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းစားကြည့်လိုက်လို့ရှိရင်သူကကျွတ်ရွရွလေးပေါ့နော်ဘာဖြစ်လို့ဆိုတော့သူကစားရည်စိန်ထားတယ်ဆိုတော့ကျွတ်ရွလေးဖြစ်တယ်ပေါ့နော်တော်ရရတာရှိတယ်ဆိုင်မှန်လည်းတော်တော်များများတော့ဝယ်စားဖြစ်ပါတယ်ပေါ့နော်ဒါပေမဲ့ဒီတစ်ခေါက်ဟာတော့တော်တော်လေးကြိုက်တယ်သူ့ရည်လေးနဲ့တော်စားလို့ကောင်းတယ်ပြီးရင်ဆက်လက်တော်ဆက်တယ်ပေါ့နော်ဆိုင်ရပုံမှန်ဆိုရင်အဆက်စားနိုင်လို့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒီလိုအချင်းပေါင်းနေပါဆိုလို့ရှိရင်ချင်းဆက်ဆက်လေးမှကြိုက်တယ်ပေါ့နော်အဲ့အရာတွေမကောက်ပေါ့နော်မြန်မာပြည်မှာဆိုလို့ရှိရင်ဆိုင်မှန်ကအချင်းပေါင်းနေပါစားလို့ရှိရင်ကျွတ်အင်းနဲ့တည်တယ်ဟုတ်အဲ့ဒီဟာစားပြီးလို့ရှိရင်နောက်ဆုံးကျွတ်မှသူ့ရဲ့အရေးကြတယ်ဟုတ်အဲ့ဒီအရေးကိုဖင်ဖောက်ပြီးတော့ဟိုတခုမကျန်အရင်နဲ့အကုန်လုံးမျိုးတိမကျန်အကုန်ဆုံးတောက်လာပါဆိုရင်မျိုးတိမကျန်အကုန်ဆုံးတောက်လာပါဆိုရင်အဲ့ဒီအရာသားလေးတော်နေဟိုဘယ်လိုလဲကြိုက်ခဲ့ရပေါ့နော်အဲ့လိုမျိုးဟိုတခြားဆိုရင်အဆက်မစားနိုင်ဘူးဒါပေမဲ့အဲ့လိုမျိုးအတုပ်တို့မျိုးပြီးရင်အထောင်းတွေရဲ့မျိုးတမတီထောင်းအရေတို့တကုံကြိုက်တာလုံးဝပဲပိုင်းနိုင်နာပါစေစားတာအဲ့လိုမျိုးပိုင်းနိုင်နာပါစေစားတာအဲ့လိုမျိုးတော်တော်စားလို့ကောင်းပါတယ်အရင်ကြိုက်ရပေါ့နော်စားရတယ်ကျင်းနေတယ်ဆိုင်မယ်ကဒီလိုမျိုးအချင်းအတုပ်မနဲ့ပတ်သက်လို့ရှိရင်ပေါ့နော်ဆိုင်မယ်ကအတိုက်ဆုံးကဒီတရက်ဒီပေါ့နော်ပြီးဒုတိယတစ်ခုကမမန်တီပေါ့နော်မမန်တီကြတဲ့ငပီးတွေပါတယ်လေသူကပိုကြိုက်တယ်ပေါ့နော်ဒီဗီဒီယိုကြည့်နေတဲ့တငယ်ချင်းတွေရောဘယ်အတီးတုပ်ကိုအကြိုက်ဆုံးလဲ comment ထဲမှာတစ်ချက်လောက်မပေးခဲ့ကြပါဦး okay ဒီနေ့ကတော့ဒီလောက်ပါပဲကြည့်ရှုပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာဆိုင်မယ်ကိုဘယ်လိုမျိုးဗီဒီယိုတွေရိုက်စေချင်လဲပြီးလို့ရှိရင်ဘယ်လိုမျိုး vlog တွေနဲ့ပြင်ပြချင်လဲဆိုတာကို comment မှာတစ်ချက်လောက်မှတ်တော့ပေးပါဦးအားလုံးကျေးဇူးတင်ပါတယ် bye